2025ကာလမှာခရစ်ပတိုလို့ပြောလိုက်ပြီဆိုရင်လူတိုင်းဒီမှာတည်နေကြပါပြီဒီလောကမှာကွန်တချို့ဟာဈေးနှုန်းဟာမြင့်လိုက်ကျလိုက်နဲ့ဈေးကွက်ကအချိန်နဲ့အညီကိုပြောင်းလဲနေရောဒါပေမဲ့လုံးဝဈေးအသက်ကြမရှိတဲ့ကွန်တစ်မျိုးကလည်းရှိနေပါသေးတယ်အဲ့ဒီကွန်ကတော့ stable coin ပါဒီဗီဒီယိုမှာတော့ stable coin ဆိုတာဘာလဲဘယ်လိုအလုပ်လုပ်လဲဘယ်နေရာတွေမှာအရေးကြီးလဲဆိုတာကိုပြောပြပေးမှာပါဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like လေးလုပ်ပေးသွားကြပါဦးခင်ဗျာstable coin ဆိုတာအမြဲတမ်းဈေးတစ်ခုမှာပဲငြိမ်နေလေးရှိပါတယ်။ဘာလို့လဲဆိုတော့ stable က American dollar USD ဆိုတော့မှီငိမ့်ထားလို့ပါ။ 1 USDT ကို US ဒေါ်လာပါ။10 USDT ဆိုရင်တော့ US ဒေါ်လာ10ဒေါ်လာပါ။1000 USDT ကိုဆိုရင်လည်း1000ဒေါ်လာပါ။ stable coin ကဘာအတွက်ထုတ်ထားလဲဆိုရင်တော့ crypto ဈေးကွက်ဟာအချိန်နဲ့အမျှမြင့်လိုက်ကျလိုက်ပြောင်းလဲနေပါတယ်။လူတွေဟာအပြောင်းလဲမရှိတဲ့အရာကိုလိုအပ်ပါတယ်။အဲ့လိုအပြောင်းလဲများတဲ့ coin တွေကြားမှာ stable coin ဟာဘယ် coin နဲ့မှမတူပဲအတိတကျတန်ဖိုးဖြစ်တဲ့ stable ဖြစ်တဲ့အဓိပ္ပာယ်နဲ့အတူထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ stable coin ဘယ်နှမျိုးရှိလဲဆိုရင်တော့အမျိုးအစားအရဆိုရင်တော့၃မျိုးရှိပါတယ်။ fake bucket တကယ်အပြင်မှာရှိတဲ့ငွေကြေးဥပမာဆိုရင်ကျွန်တော်စောနာပြောခဲ့တဲ့ USD လိုမျိုးပေါ့။နောက်တစ်ခုကတော့ crypto bucket crypto coin တွေနဲ့အမှတ်ခံထားတဲ့ပုံစံမျိုးပါ။ဥပမာပြောရမယ်ဆိုရင်တော့ Maker DAO က DAI လိုမျိုးပေါ့။နောက်ဆုံးတစ်ခုကတော့ algorithm နဲ့အမှတ်ခံထားတာမျိုးမရှိတဲ့ system တစ်ခုဖြစ်ပြီးတော့ automatic အလိုလျောက် supply တွေထုတ်တဲ့ system တစ်ခုဖြစ်ပါတယ်။ဥပမာ USD Terra ဆိုတာမျိုးတွေပေါ့။ဒါပေမဲ့အဲ့ဒါကတော့ပို့ဆိုဖေးခဲ့ပါတယ်။အဲ့ဒီ algorithm နဲ့ပတ်သက်ပြီးတော့ Luna အကြောင်းကိုလည်းကျွန်တော်နောက်ဗီဒီယိုမှာတည်တံ့တစ်ခုပြောပြပါအောင်မယ်။အဲ့ဒီမှာ fake bucket stable coin ကတော့နာမည်အကြီးဆုံးနဲ့လူကြိုက်အများဆုံးပါ။အဲ့ဒီမှာဘာတွေပါလဲဆိုရင်တော့ USDT USDC တို့ပါပါတယ်။ crypto bucket ကတော့တခြားမဟုတ်ပါဘူး။ ETH တို့လိုမျိုး Bitcoin တို့လိုမျိုး coin ကြီးတွေနဲ့ချိတ်ဆက်ထားတဲ့ပုံစံမျိုးပြောပါတယ်။ stable coin မျိုးစုံဟာထွက်လာခဲ့တာတော်တော်ကြာပါပြီ။ပထမဆုံးထွက်ခဲ့တဲ့ coin ကတော့ Tether USDT fake bucket အမျိုးအစားတွေကဖြစ်တဲ့ဟာတော့2014မှာစထွက်ခဲ့ပါတယ်။ပြီးရင်တော့ crypto bucket အမျိုးအစားတွေကဖြစ်တဲ့ DAI coin ကတော့2019လောက်မှာစထွက်ခဲ့တာပါ။2018မှာတော့ USD coin ဖြစ်တဲ့ USDC နဲ့ပြီးတော့ True USD TUSD coin တော့ကျွန်တော်2018ကာလမှာထွက်ခဲ့တာပါ။အမျိုးအစားကလည်း fake bucket တွေမှာပါပါတယ်။2019မှာလည်း fake bucket အမျိုးအစားဖြစ်တဲ့ Binance USD ထွက်ခဲ့ပါတယ်။ BUSD ပေါ့ဗျာ။ဒါနဲ့ USDT ကဘာကြောင့်လူတွေဒီလောက်ထိကြိုက်ပြီးတော့ဘာလို့လူတွေဒီလောက်ထိကိုသုံးနေကြရလဲဆိုရင်တော့အမှန်တိုင်းပြောမယ်ဆိုရင် USDT ကအခွန်ဆောင်စရာမလိုတဲ့ US ဒေါ်လာတစ်မျိုးဖြစ်ပါတယ်။ဘတ်စနစ်ရဲ့လက်အောက်မှာလည်းမရှိဘူး။ဘယ်အဖွဲ့အစည်းရဲ့လက်အောက်မှာလည်းမရှိတဲ့အတွက်ကြောင့်သုံးရတာလည်းအရန်အောင် free ဖြစ်ပြီးတော့ safe ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ coin တွေဘာတွေကိုလည်း USDT နဲ့ဝယ်လို့ရတာမလို့သုံးရလဲတော်တော်လွယ်ပါတယ်ကျွန်တော်အရင်ကလည်းဗီဒီယိုတစ်ပုတ်တင်ခဲ့ဖူးပါတယ်ဘိုင်းရဲမှာရှိတဲ့ coin တွေကိုမြန်မာငွေဘယ်လိုပြောင်းလဲဆိုပြီးတော့အဲ့မှာလည်းဘိုင်းရဲတွေက coin တွေကိုမြန်မာငွေပြောင်းတဲ့အခါ USDT ကိုအရင်ပြောင်းရပါတယ်ပြီးမှပဲမြန်မာငွေကိုပြန်ပြောင်းရတာပါဒီလိုပဲ USDT ကလည်းတနည်းအားစနည်းနဲ့ပို့ရတာလည်းအရန်လွယ်ကူတယ်လို့ကျွန်တော်တွင်းရတာလည်းအရန်လွယ်ကူပါတယ်အရှင်းဆုံးပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ဝေမန်းကြီးလိုမျိုး KBZ ပေးလို့လိုမျိုးပေါ့ဗျာကျွန်တော်ဝေးအကောက်ထဲမှာပတ်စံ3သိန်းရှိရဲဆိုရင်အပြင်မှာ3သိန်းရှိရတယ်ညီမျှပါတယ်ပြီးတော့ကျွန်တော်ငွေလွှဲငွေထုတ်ဆိုရင်လည်းကျွန်တော်အရန်အဆင်ပြေပါတယ်အဲ့လိုမျိုးပဲ USDT ကလည်း digital money တစ်ခုဖြစ်လာတဲ့အချိန်မှာလူတွေကလည်းတော်တော်လေးကိုအသုံးပြုလာကြပါတယ်ပြီးတော့လည်းကျွန်တော် USDT တွေကိုလည်းကျွန်တော် staking လုပ်လို့ရပါတယ်အကယ်၍မြန်မာနိုင်ငံသားတခြားနိုင်ငံသားဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်မြန်မာနိုင်ငံမှာဆိုရင်ဒေါ်လာဈေးတွေကအတက်ကြခဏဖြစ်နေတဲ့အချိန်မှာတင်းနေတဲ့ USDT တွေကိုကျွန်တော်ဝယ်ပြီးစုထားတာပို့ပြီးတော့အဆင်ပြေပါတယ်ဥပမာပြောရရင်ကျွန်တော်ဒေါ်လာကို2000ဖြစ်နေတဲ့အချိန်မှာ USDT ကိုဝယ်စုမယ်ဒေါ်လာ9000လောက်တက်နေတဲ့အချိန်မှာကျွန်တော် USDT တွေထုတ်ရောင်းမယ်အဲ့လိုနည်းနဲ့လည်းကျွန်တော်တို့ staking လုပ်လို့ရပါတယ် stable coin ဆိုတာအရှင်းဆုံးပြောရမယ်ဆိုရင် crypto လောကရဲ့ငွေသားတစ်ခုလိုဖြစ်နေပါပြီလုံးဝ stable ဖြစ်နေတဲ့ stable coin ဆိုတာကတော့ဒီ bright တစ်ခုလိုဖြစ်လာပါတယ်အကယ်၍တင်က Binance ကိုကူးမှဖွင့်နေဆိုရင်ကျွန်တော်ဒီကုတ်လေးနဲ့ဖွင့်မယ်ဆိုရင် Binance အကောက်ကနေပြီးတော့$ရပါပါတင်ကအကောက်ဖွင့်ခြင်း$free ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီကုတ်လေးကိုတော့ထည့်သွားပေးပါဆိုတော့ဗီဒီယိုကလည်းတော်တော်ရှည်လာပြီဆိုတော့ဒီလောက်နဲ့ရပ်ပါရစေ Crypto Burma Channel ဟာ Crypto လောကနဲ့ပတ်သက်ပြီးတော့ general knowledge တွေတင်းတော့အသုံးပြုလို့လွယ်လောက်မဲ့ tutorial တွေကိုသင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ channel လေးကို subscribe လုပ်ပြီးတော့ဒီဗီဒီယိုကြိုက်နေတဲ့ဆိုရင်လည်း like လုပ်ပေးသွားပါဦးခင်ဗျာ